ဒီနေ့မှာတော့ generate ဆိုတဲ့ game ဆော့ပြတော့မှာပဲဖြစ်ပါတယ်အခုကတော့ကျွန်တော်ပိန်ညောင်လေးဖြစ်နေပါပြီအခုတော့လေးလုံးမှတမ်းမှာခါကြရင်တော့အပြည့်ပြန်ရမှာပေါ့နော်မာထပိန်တေးတေးလေးပဲရှိပါသေးတယ်ဒီမှာတော့ဖလာကြီးနေနေဒီမှာတော့ပိန်တေးတေးပဲရှိသေးရဲ့ကဲဒီမှာဆိုရင်ကွာမပြန်ကြည့်မယ်ကျွန်တော်ဆိုင်းမကဲမပြေးနိုင်တော့ဘူးရဒီမှာလေကျူကျွန်တော်နောက်ဆုံးပါပါတော်လေးကမှတော်ကမှပြချီလဲအောင်ဒီမှာကြီးရှေးပြေးတာငါပိန်ရုပ်ချောက်လေးပဲရှိသေးတယ်ကျွန်တော်ပြေးတာကြည့်ဦးပြကျွန်တော်ကိုကမှအငွေ့တော့မှထိုးနေပြီအိုးကဲကျွန်တော်တော့ဘိတ်ချီလေးပေါ့နော်ဘိတ်ချီလေးပါကဲဒီမှာနောက်ထပ်ကျွန်တော်လေးလုံးနေပဲမရမယ်တာမခြင်းနဲ့ကျန်တဲ့ဂျင်းနေလဲစိုးလို့မရဘူးလားမသိဘူး။အော်ဒီမှာဒါဆုံးမလား။အိုးမာထကွာဒီမှာပါကျွန်တော်ငပိန်လေးပေါ့နော်။မလက်ကတော့နည်းနည်းလေးကြီးထွားလာပြီဗျ။အော်တခြားလူတယောက်ကလည်းမာနေဒီမှာပါလေးနည်းနည်းလေးရောအရာလေးတွေကထွက်လာပြီမာရာကွာမာကျုံမာရာကျွန်တော်တို့ဒီမှာပါအကြည့်ကျွန်တော်ပြပါမယ်ဒီနားလေးတွေကတော့ဒီမှာကြည့်ဒီမှာရဒီနားလေးတွေကတော့နည်းနည်းပါးပါဟိုလိုလာကြည့်ကြနားလေးတွေကတော့ကျွန်တော်မြားပြထားတဲ့နားလေးပြောရအနားလေးတွေကတော့နည်းနည်းမာထကွာကဲကျွန်တော်ဒီလိုနဲ့ပဲစစ်မှာမယ်ပေါ့နော်ကဲကျွန်တော်ဒီမှာဗလာလေးကတော့800ထိ833ထိရောက်သွားပြီပေါ့နော်ကဲဒီမှာကျွန်တော်ရဲ့ဘော်ဒီကတော့နည်းနည်းကြီးလာပါပြီအပြေးတော့ပြင်ကြည့်မယ်ဗျနိုင်မလားဆိုဒီမှာသူပေးထားတဲ့စက္ကန့်စမှာပေါ့နော်စက္ကန့်10 9 8 7 6 5 4 3 2 1ကဲဒီမှာပြန်ပါပြီပြေးတာကြည့်အောင်ပြကျွန်တော်တော်လေးနှုတ်ကြတယ်ကျွန်တော်ကခုနတည်းတော့ဆိုင်တော့နည်းနည်းပပတော့ဘော်ရီကနည်းနည်းကြီးလာပါပြီကျွန်တော်ရဲ့နောက်မှာတယောက်ရှိတယ်ပေါ့နော်ဒီမှာဟိုးနောက်ထဲမှာတယောက်ရှိတယ်ပြေးတာပါမှာကွာအိုးကျွန်တော်ရဲ့နောက်မှာ2ယောက်ဖြစ်သွားပြီဗျကျွန်တော်ကအဲ့ဆိုရင်ကဲဒီမှာဆိုရင်ဗျာခုနက6အခုက5ယောက်မြောက်ပေါ့နော်ကဲဒီမှာကျွန်တော်ရဲ့ဗလာကြီးက800တိရောက်တော့ဆိုဒါဆော့လို့ရပြီဘာဆွဲမှာပေါ့နော်ဘာဆွဲအရက်ရှိရအရက်တွေထွားအောင်ဟာဒီတော့ကောင်ကြီးဗလာကြီးတော့ကြည့်ဦးပြတော့ကြီးတယ်တော့ဗလာတစ်ထောင်ကျော်တော့ရေပေါ့နော်ခေဆိုအမဆော့လို့ရမှာဒီပြကြော်လဲတသိန်းလား1000လားတသိန်းလားမသိဘူးကျွန်တော်လဲမာထကွာဒါမှဒီမှာဘော်ရီကတော့နည်းနည်းလေးကြီးဖွားလာပါပြီကျွန်တော်တို့
1600ကျော်သွားပြီပေါ့နော်2000ကြည့်စော့မှာပဲဟိုဘက်က8000မှစော့လို့ရမှာလားမသိဘူးဗျဟိုဘက်ပေါ့နော်ဟိုဘက်ရှိတယ်8000မှစော့လို့ရမှာလားမသိဘူးဒီမှာဒါပေါ့နော်ဒါမှဒီရလေးက8000မှစော့လို့ရမှာတယ်ကျွန်တော်ကမှ1000ရုံလေးဆိုလောက်ပါကွာလောက်ပါကျွန်တော်3000ကျရင်တော့အကြီးတော့ပြန်မယ်ပေါ့နော်တေးတော့မှလားမသိပါဘူး3000ရရင်တော့ပြန်ပြီးမှအပြည့်တော့ပြန်မှာမယ် A few moments later. လောက်ပါကွာ3000ပြီးတော့မှလောက်ကဲကျွန်တော်3000ပြီးသွားပြီဗျာဝီးတော်တော်လေးဆိုးလိုက်ရတယ်ဗျာမာကျွန်တော်တော့မြတ်ကြည့်ဗျာကဲဒီမှာ20 10 9 8 7 6 5 4 3 2 1ကဲတော့ပြန်ပါမယ်မြင်ရတော့မြင်ရတယ်ဗျအခုတော့ဘယ်လောက်ရမယ်လို့ကျွန်တော်ဘယ်လောက်ရမယ်လို့ထင်မလဲမသိဘူးဘယ်လောက်ရမယ်လဲမသိဘူးဗျဒီတော့အရှိအမဲကြောင်ပြီးမဲကြောင်ပြီးကြိုသွားပြီဒီလောက်ဆိုတော့ကျွန်တော်ဘယ်လောက်ရလဲဆိုတော့အိုး4ယောက်မြောက်ပါပြန်ပြေးမယ်ပြေးတော့ပါဦးကျွန်တော်ဂျင်းရဲတော့ဆော်လဲအောင် what the hell ဒီမှာကြီးပဲဗျပရိုကြီးတယ်ခေါင်းကြီးอ่ะဆော်လို့မရတယ်ဘာဆွဲရတာပေါ့နော်ခုတော့50k အိုးရပြီဘဘကအကြီး8000ငါဆော်လို့ရမှာပေါ့နော်ဘဘကနောက်တစ်ခုอ่ะလုံစမ်းမကွာခုစတော့3000ရောက်သွားပါပြီမာထားလို့ထောင်းနေကုန်ပြီဟာလေဆွဲတာဘာဆွဲတာ2 hours later. ကဲကျွန်တော်တို့ခုစတော့9000ပြီးရမယ်ပေါ့နော်ဒီကအောက်ကရွှေဗာလဲအတုံးလေးက5 plus စီမတိုးသွားပါတော့အမျိုးလေးတိုးသွားပါလောက်တော့5 plus စီမပေါ့နော်ကျွန်တော်ဘီနာကျွန်တော်နဲ့တူတောင်လာတော့ဒီမှာတူလဲ5 plus လားမသိဘူးဗျဘာရောင်လေးကျွန်တော်ဒီမှာတော့မှအချင်းကတော်တော်ကုန်နေပြီဟိုအဆုံးကြီးထိဆော့ရမယ်ဆိုတော့ဘာလို့ဘယ်နှခုချန်သေးလဲမသိဘူးအများကြီးတော့ချန်သေးကျွန်တော်အပြေးမပြေမြဲဒါကြီးကိုပဲစော့နေပါမယ်ကဲကျွန်တော်ဒီမှာဆိုရင်တော့ဒီဟာကိုစော့လို့ရပြီပေါ့နော်ကျွန်တော်5 plus မဟုတ်တော့ပါဘူး8 plus ဖြစ်တော့ပြီပေါ့1000တောင်မှပြီးတော့မယ်ဗျ1000ပြီးအောင်စော့ရမှာပါကဲကျွန်တော်အခုကျွန်တော်1000ပြီးတော့မယ်ပေါ့နော်9900ကျော်သွားပါပြီကဲနောက်ဆုံးတော့1000ပြီးခဲ့ပါပြီဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်နဲ့ပဲရနာချင်ပါတယ်ဒါပေမဲ့ကျွန်တော်နောက်ဆုံးအနေနဲ့အပြေးပြိုင်သွားအောင်ပေါ့နော်အပြေးပြိုင်မှာ4 3 2 1ကဲတော့
ပြေးရပါမယ်ရန်တော့မြင်တော့ဗျာတောင်းဆိုပြေးတာကွာဒီနော်မဲတောင်ပြေးရမြင်ရမယ်သူကချင်းတော့မစိုးဘဲနဲ့လာဟိုလောက်တော့လာအပြေးပြန်အိုးအခုတော့ top 4ပေါ့နော်လေးအောင်ရောက်ပါကဲဒီနေ့ဗီဒီယိုလေးကို channel တက်တယ်ဆိုတော့ like and subscribe လုပ်ပေးတော့ကြပါအောင်ဗျာကျွန်တော်ဗီဒီယိုတွေအရန်ရှည်အောင်မလုပ်တော့ပါဘူးဟိုပြီးအောင်ဒီဆိုရတယ်ဆိုဗီဒီယိုကြီးကအရန်ရှည်မှာကြောင့်ပေါ့နော်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲ拜拜ပါ